တခါတော့ကကျက်လို့ခေါ်တဲ့ကောင်လေးတယောက်ဟာနေတိုင်းရွှေဦး6လုံးရလေးရှိတယ်ဒါပေမဲ့ဒီရွှေဦးတွေကဘက်ကရောက်လာမှန်းဘယ်သူမှမသိကြဘူးဒီနေ့မှာတော့တောနက်ထဲရောက်သွားတဲ့ကျက်ဟာဘီလူးကြီးတစ်ကောင်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်ဘီလူးကြီးကကျက်ကိုစားဖို့အတွက်အပေါ်ကိုမြောက်လိုက်တဲ့အခါကျက်ကကြောက်ကြောက်လန့်လန့်နဲ့ကျွန်တော်ခင်များကိုကူညီနိုင်ပါတယ်လို့ပြောလိုက်တယ်ဘီလူးကြီးကလည်းကျက်ကိုယုံကြည်သွားပြီးငါ့ကိုကောင်းကင်ဘုံကငါအိမ်ကိုပြန်ပို့ပေးနိုင်ရင်မင်းကိုနေတိုင်းရွှေဦး6လုံးပေးမယ်လို့ကတိပေးလိုက်တယ်ကျက်ကအရန်ဆင်းရဲတာကြောင့်ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်ဒါပေမဲ့လူသားတယောက်ကကောင်းကင်ဘုံကိုဘယ်လိုသွားမလဲဆိုတာကမေးခွန်းထုတ်เสียဖြစ်နေတယ်နောက်တစ်နေ့မှာတော့ကျက်ဟာသူ့ရဲ့စုဆောင်းထားတဲ့ငွေတွေအားလုံးကိုယူပြီးလျှို့ဝှက်ဆန်းပြတဲ့မော်ကင်းဆရာတယောက်စီသွားခဲ့တယ်မော်ကင်းဆရာကပထမတော့ညှင်းဆိုခဲ့ရင်မဲ့ကျက်ကပိုက်ဆံတွေအကုန်ထုတ်ပြလိုက်တဲ့အခါမှာတော့ပြုံးပြီးမုံမုံတစ်ခုပေးလိုက်တယ်ကျက်ဟာဘီလူးကြီးကိုရွာပြင်ကိုခေါ်ထုတ်သွားပြီးမုံမုံကိုမြေကြီးထဲမြုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲမုံမုံဟာအရှိန်ဟုန်နဲ့အပေါ်ကိုထိုးတက်သွားပြီးကျက်ကိုတိမ်တွေရှိရာစီတဲဆောင်သွားပါတော့တယ်ဒါကိုမြင်တဲ့ရွာသားတွေကအံ့ဩနေကြပေမဲ့မုံမုံပင်ကြီးကတိတ်မခိုင်ခန့်တာကြောင့်အပေါ်ရောက်နေတဲ့ကျက်ဟာကြောက်လန့်နေခဲ့တယ်ဘီလူးကြီးကကျက်ကြောက်နေတာကိုမြင်တော့သူ့ကိုကယ်ဖို့အတွက်အမြန်တက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲလူယုံမှာကယ်လီကပူစိန်တလက်နဲ့ရောက်လာပြီးမုံမုံပင်ကြီးကိုခုတ်လဲဖို့စူးစမ်းပါတော့တယ်အပင်ကြီးဟာပြင်းပြင်းထန်ထန်တုန်ခါသွားပြီးကျက်ဟာလက်ချော်ပြီးအောက်ကိုပြုတ်ကျသွားခဲ့တယ်ဘီလူးကြီးကကျက်ကိုလန့်ဖမ်းပေမဲ့သူပါအောက်ကိုပြုတ်ကျသွားတယ်ကံကောင်းတာကကျက်ဟာဘီလူးကြီးခနာကိုပေါ်ပြုတ်ကျသွားလို့အသက်ဘေးကလွတ်မြောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲမုံမုံပင်ကြီးကကျိုးကျသွားပြီးလူယုံမှာကယ်လီဟာအပင်ကြီးအောက်မှာပိတ်မိသွားပါတော့တယ်ရွာသားတွေကကူညီဖို့ပြေးလာကြပေမဲ့အပင်ကြီးကအရန်ကြီးမလုံးလို့ဘယ်သူမှမရွှေ့နိုင်ကြဘူးအဲ့ဒီအခါမှာဘီလူးကြီးကရှေ့ကိုထွက်လာပြီးအရင်ကရန်ညိုးတွေကိုမေ့ထားကကယ်လီရဲ့အသက်ကိုကယ်တင်ပေးလိုက်တယ်အဲ့ဒီတော့မှရွာသားတွေကဘီလူးကြီးဟာသူတို့ကိုအနေရပြုမဲ့သူမဟုတ်ဘူးဆိုတာနားလည်သွားကြတယ်ဘီလူးကြီးကကောင်းကင်ကိုပြန်ကျင်တယ်ဆိုတာသိတဲ့အခါမှာတော့ရွာသားတွေကနောက်ထပ်မုံမုံတစ်ခုကိုမြေကြီးထဲမြုပ်ပေးလိုက်ကြတယ်မကြခင်မှာပဲမုံမုံပင်ကပြန်ပေါက်လာပြီးကျက်ကတော့ဘီလူးကြီးကိုမခွဲကျင်ပဲနှုတ်ဆက်လိုက်ရတယ်ဘီလူးကြီးကလည်းလက်ဆောင်အနေနဲ့ရွှေဦးတစ်လုံးပေးခဲ့တယ်ရွာသားတွေရဲ့နှွေးထွေးရဲ့နှုတ်ဆက်မှုတွေနဲ့အတူဘီလူးကြီးဟာမုံမုံပင်ပေါ်တက်သွားပြီးသူ့ရဲ့ကဘာစီပြန်သွားပါတော့တယ်အဲ့ဒီနေ့ကစားပြီးရွာသားတွေဟာတနေ့ကိုရွှေဦးတစ်လုံးစီရကြပြီးဘီလူးကြီးရဲ့သူငယ်ချင်းချက်ကတော့တနေ့ကိုရွှေဦး6လုံးစီပုံမှန်ရရှိသွားပါတော့တယ်